Amazing Grace တခြင်းကိုနားထောင်တဲ့အခါတာယာမှုကိုမှခံစားရလိရှိပါတယ်ဒါပေမဲ့ဒီတခြင်းနောက်ွယ်ပါသွေးချွေးနဲ့နောင်တမျက်ရည်လေးအများကြီးရှိနေပါတယ်ဒီအကြောင်းအရာလေးကိုမပြောခင်ဒီ channel လေးကို like and subscribe လုပ်သွားပြီးကိုတောင်းဆိုပါရစေဒါဆိုရင်စားလိုက်ရအောင် John Newton ဟာငယ်စဉ်ကတည်းကဘဝပေးဆိုးခဲ့သူပါသူကွန်မြူနတီအရွယ်မှာပဲမိခင်ဖြစ်သူဆုံးခွာသွားခဲ့ပါတယ်သူ့အဖေကသင်းဘောကပတိန်တယောက်ဖြစ်ပြီး John ကိုလည်းငယ်ငယ်လေးနဲ့ပင်လယ်ထဲခေါ်သွားခဲ့ပါတယ်သူဟာဖျားသခင်ကိုလောင်ပြောင်းယုံနေမကဘူးလူကြီးမိဘတွေကိုဆဲဆူချိန်မောင်းရတာကိုဝါဒနာပါသူပါသူရဲ့ဆရိုက်ကဘလောက်ဆိုးတယ်လဲဆိုရင်သင်းဘောသားအချင်းချင်းတောင်သူ့ကိုငုံကြပါတယ်သူဟာဖျားသခင်ကိုစော်ကားတဲ့တခြင်းတွေကိုကိုယ်တိုင်ရေးပြီးဆိုတတ်သူတယောက်လည်းဖြစ်ပါတယ်John Newton ဟာအာဖရိက Sierra Leone ကမ်းခြေမှာရှိနေစဉ်ကကျွန်းကုန်းထေတူရဲ့ဇနီးဖြစ်သူ Princess Pie ရဲ့လက်ထက်မှာကျွန်းအဖြစ်ကြာရောက်ခဲ့ပါတယ်။သူဟာလူပြူတယောက်ဖြစ်ပေမဲ့အဲ့ဒီအချိန်မှာတော့တရိစံတကောင်လိုဆက်ဆံခံခဲ့ရပါတယ်။သူ့ရဲ့ဘဝကဘလောက်ထိနှိမ်ချခဲ့တယ်လဲဆိုရင်ညဘက်တွေမှာအစာငတ်လွန်းလို့မြေကြီးတွေကတစ်ဥတစ်ဖုတွေကိုခွေးလိုတူးဆွဲစားခဲ့ရတယ်။သူကိုယ်တိုင်တန်ကြီးချင်းရဲ့အေးဆန်မှုကိုတီးခဲ့တယ်။ကျွန်းဘဝရဲ့ခါတီးမှုကိုအယိုးထည့်ထိခံစားခဲ့သူပါ။သူ့အဖေကသူ့ကိုအဲ့ဒီကျွန်းဘဝကနေပြန်လဲကေတင်ပေးတဲ့အခါမှာ John ဟာသူကိုယ်တိုင်ခံစားခဲ့တဲ့ဒုက္ခတွေကိုစာနာမဲ့အစားပိုပြီးရက်ဆက်တဲ့ကျွန်းကုန်းသေးဖြစ်လာခဲ့ပါတယ်။သူဟာသင်္ဘောဝင်းပိုက်ထဲမှာအာဖရိကသားယာပေါင်းစွာကိုအထက်လိုက်စီထဲပြီးလေကောင်းလေသက်မရအစာမဝပဲတန်ကြီးချင်းခတ်ပြီးရောင်းစားခဲ့ပါတယ်။သူဟာတတပါးရဲ့လွတ်လပ်ခွင့်ကိုလွတ်ယူနေရတဲ့သူ့ရဲ့ဝိညာဉ်ဟာလည်းအမှောင်တူထဲမှာကျွံပြုတ်ခံထားလာမှန်းသူကိုယ်တိုင်မသိပါဘူး။1948ခုနှစ်မုန်တိုင်းဖြစ်ရတာသူ့ဘဝကိုဇောက်တိုးပြောင်းလဲစေပါတယ်။မုန်တိုင်းထဲမှာသူဖတ်ခဲ့တဲ့ The Imitation of Christ ဆိုတဲ့စာအုပ်ကသူ့စိတ်ကိုစတင်လှုပ်ရှားခဲ့ပါတယ်။ပင်လယ်ပြင်ကကြောက်မက်ဖွယ်မုန်တိုင်းကြီးထဲမှာတေခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါ John ဟာသူ့ရဲ့အတိတ်ကအမှားတွေကိုစတင်မြင်ရောက်လာပါတယ်။ငါဟာတချိန်ကကျွန်းဖြစ်ခဲ့ဘူးပြီးအခုတော့သူတစ်ပါးကိုကျွန်းပြုတ်နေတဲ့စိုးရုပ်တဲ့လူပါလားဆိုတဲ့အတိကသူ့ကိုတုန်လှုပ်စေပါတယ်။သူဟာဖျားသခင်ကိုစတင်ယုံကြည်လာခဲ့မဲ့ချက်ချင်းကြီးတော့လူကောင်းမဖြစ်လာသေးပါဘူး။ကျွန်းကူယူနဲ့အလုပ်ကိုနောက်ထပ်6နှစ်လောက်ဆက်လုပ်နေပါသေးတယ်။နောက်ပိုင်းမှာကျမ်းမာရေးကြောင့်သင်္ဘောသားကနားလိုက်ရတဲ့အခါမှာတော့သူဟာကျမ်းစာကိုအသေးသားလီလာပါတယ်။အဲ့ဒီအခါမှာတော့ငါလုပ်နေတဲ့အလုပ်ဟာလူသားအချင်းချင်းမလုပ်ရစရာစိုးရုပ်တဲ့အဖြစ်ကြီးပါလားဆိုတာကိုကွဲကွဲပြားပြားမြင်လာပါတယ်။တချိန်ကလူတွေကိုတန်းကြီးချင်းခတ်ခဲ့တဲ့ယခုလက်တွေဟာကျမ်းစာကိုကိုက်ပြီးဖျားသခင်ရဲ့ချစ်လင်းမေတ္တာကိုဟောပြောနေပါပြီ။သူဟာကျွန်းစနစ်နဲ့ဆန့်ကျင်တဲ့တွဲတိုင်းပွဲမှာအဓိကလက်နက်ဖြစ်တဲ့ကျွန်းကုံထွေတဲ့စိုးရုပ်မှုအထောက်အထားတွေကိုအင်္ဂလန်ပါလီမန်ကိုတင်ပြခဲ့တဲ့သူပါ။1982ခုနှစ်ရဲ့အေးဆက်တဲ့ဒီဇင်ဘာလညတညအင်္ဂလန်နိုင်ငံ Olney Mule ရဲ့ဖျားကျောင်းဝင်းအတွင်မှာ John Newton ဟာနှစ်သက်နေအတွက်တရားဒေသနာကိုပြင်ဆင်နေပါတယ်။သူဟာကျမ်းစာတွေကရာဇဝင်ကျုပ်ပထမဆုံးအခန်းကြီး8တိုက်ဆက်ခွန်းကိုဖတ်ရှုရင်းနဲ့ဒါဝိဒ်မင်းကြီးရဲ့အကျုံးမိသည်အဘေးတော်သူဖြစ်သည်။အကျုံးမိအမျိုးသည်အဘေးတော်အမျိုးဖြစ်၍ကိုတော်သည်ဤမြတ်လောင်ချီးမြှောက်တော်မူသည်ဆိုတဲ့စကားလုံးတွေကိုတွေးတောနေမိပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့အတိတ်ကိုပြန်မြင်အောင်လာပါတယ်။အာဖရိကကမ်းခြေမှာကျွန်းဖြစ်ခဲ့တဲ့ဘဝပင်လယ်ပြင်မှာလူကုန်ကူးခဲ့တဲ့ရက်ဆက်မှုတွေပြီးတော့ဒီလိုလူမျိုးကိုတော့ခွင့်လွှတ်ခဲ့တဲ့ဖျားသခင်ရဲ့ကျေးဇူးတော်တွေပါ။ဒီနောင်တနဲ့ကျေးဇူးတင်ခြင်းတွေစုပြုံလာတဲ့အခါမှာတော့သူဟာစာရွက်ပေါ်မှာ Amazing Grace How Sweet the Sound ဆိုတဲ့စကားတွေကိုစတင်ရေးချလိုက်ပါတော့တယ်။ဒါဟာတရားဒေသနာတစ်ခုအတွက်ရေးဆက်ခဲ့တဲ့ကြပြားလေးပါတယ်။နောက်ပိုင်းမှာကမ္ဘာကိုလှုပ်ရှားစေမဲ့ဓမ္မသချင်းဖြစ်လာခဲ့ပါတယ်။သချင်းရဲ့မူရင်းနာမည်ကတော့ Faith Review and Expectation ယုံကြည်ခြင်းကိုပြန်လည်ဆန်းစစ်ခြင်းနဲ့မျှော်လင့်ခြင်းလို့ခေါ်ပါတယ်။အခုကြားနေရတဲ့သချင်းသစီဟာ John Newton ရေးခဲ့တဲ့အချိန်ကသစီမဟုတ်ပါဘူး။
အဲ့ဒီတုန်းကကြပြတက်တက်တာဖြစ်ပြီးနောက်ပိုင်းနှစ်ပေါင်းများစွာကြာမှတာ1835ခုနှစ်လောက်မှာယခုလက်ရှိသုံးနေတဲ့ New Britain ဆိုတဲ့သစည်းနဲ့ပေါင်းဆက်လိုက်တာဖြစ်ပါတယ်ဒါကြောင့် Amazing Grace ဆိုတာရိုးရိုးသချင်းတစ်ခုမဟုတ်ပါဘူးကျွန်ဘဝရဲ့အမှောင်တို့ကျွန်ကုန်တဲ့ရဲ့စိုးရုံမှုနဲ့ဖျားသားတစ်ယောက်ရဲ့နောင်တတွေပေါင်းဆက်ထားတဲ့သချင်းပါပဲသူ့ကိုယ်တိုင်ရေးရတယ်လို့ပါပဲ I once was lost but now I'm found was blind but now I see သူတေခါနီးမှာပြောခဲ့တဲ့စကားတစ်ခွင့်ရှိပါတယ်ငါရဲ့မှတ်ဉာဏ်တွေလားငါကိုစွတ်လွတ်ကုန်ပြီဒါပေမဲ့ငါမှတ်မိနေတဲ့အချက်နှစ်ချက်ပဲရှိတယ်တစ်ခုကငါဟာအလွန်ကြီးမားတဲ့အပြစ်သားကြီးဖြစ်တယ်ဆိုတာရဲ့နောက်တစ်ခုကခရစ်တော်ဟာအလွန်ကြီးမားတဲ့ကယ်တင်ရှင်ကြီးဖြစ်တယ်ဆိုတာရဲ့ပါပဲJohn Newton ရဲ့ဘဝဇာတ်လမ်းကကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကဖျားသခင်ရဲ့ဂျေဇုတော်ဟာများများပင်ကြီးမားသောအပြစ်ရှိသူကိုမဆိုအတိတ်တဖန်ဖြူပြင်ပေးနိုင်ပါတယ်ဆိုတာပါပဲသင်ဟာဘလောက်ပင်အမားတွေလောက်ခဲ့မှုပါစေစင်မန်နဲ့နောင်တနဲ့ဖျားသခင်ထံတိုးဝင်မယ်ဆိုရင်ကိုတော်ကတင့်ကိုခွင့်လွတ်ပြီးဘဝတစ်ကိုပေးသနာတော်မူမှာဖြစ်ပါတယ်